သူတူတယောက်ကမှအဖက်ဖက်ကပြေဆုံးနေတာမျိုးမရှိပါဘူးတချို့က20ရာခိုင်နှုန်းလောက်ပဲပြေဆုံးတာတချို့က40ရာခိုင်နှုန်းလောက်ပဲပြေဆုံးတာစသဖြင့်ပေါ့လေအဲ့လိုလူတိုင်းတန်းတူမပြေဆုံးနိုင်ကြတဲ့အခါပြဿနာတစ်ခုရှိလာပါတယ်အဲ့ဒါကတော့နိုင်ရှင်ခြင်းပဲဖြစ်ပါတယ်ခြားပေသမားတွေပြောကြတဲ့စကားဝိုင်းခင်းမှာတစ်ခါပါလေးရှိရဲ့နိုင်ရှင်ခြင်း theory ဆိုတာလေးကိုပြောပြပါမယ်နိုင်ရှင်ခြင်း theory ဆိုပြီးနာမည်ဆန်းဆန်းလေးပေးထားပြီးမြင်တကယ်တော့အရင်ယူရှင်းပါရဲ့ဥပမာပြည့်စိတ်တစ်ကောင်နဲ့စိတ်တစ်ကောင်ကိုရှင်ကြည့်ရင်စိတ်ကပူကြီးတာပေါ့ဒါဆိုစိတ်နဲ့စင်နဲ့ရှင်ကြည့်ရင်ရောစင်ကပူကြီးတာတိတာတာပေါ့ဆိုတော့ပြောချင်တာစိတ်ကသူ့ကိုယ်သူပရိစိတ်နဲ့ပဲရှင်ကြည့်ပြီးငါကတကယ်ကိုကြီးမားတာပဲလို့မှန်တတ်တာမျိုးဒါမှမဟုတ်ပြောင်းပြန်အနေနဲ့စင်နဲ့တစ်ချိန်လုံးရှင်ကြည့်ငါကစင်တော့လည်းမကြည့်ဘူးဆိုပြီးစိတ်အားကြီးနေရမျိုးတွေပေါ့ကျမတို့အားလုံးလည်းစိတ်ရဲ့နေရာမှာရောက်ကြရဟုတ်ကိုထက်တော်တဲ့ထက်မြက်တဲ့လူတွေနဲ့ရှင်ပြီးစိတ်အားနေတတ်တာမျိုးဒါမှမဟုတ်ကိုလောက်မတော်တဲ့မထက်မြက်တဲ့လူနဲ့ရှင်ပြီးကိုအထင်ကြီးနေတတ်ကြတာမျိုးတွေချိန်မှာတော့ကျမတို့လုံးမိပူကြမယ်ထင်ပါတယ်အဲ့ဒီနေရာမှာကျမတို့60ရာခိုင်နှုန်းလောက်ကကိုထက်သားတဲ့လူတွေနဲ့တစ်ချိန်လုံးကိုနိုင်ရှင်ပြီးမနာလို့အားကြစိတ်တွေဖြစ်လာကြပါတယ်ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အလျောက်ကိုထက်လာရဲ့ချောရဲ့လူတွေကိုထက်ချမ်းသာရဲ့လူတွေကိုထက်ထက်မြက်တဲ့လူတွေကိုနေ့တိုင်းဒီပါမြင်လာကြရတဲ့အခါကိုအပေါ်ထားရဲ့အမြင်တွေတောင်းလာရင်ကနေကျမတို့ရွေးချယ်စရာလမ်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒါကအဲ့လိုကိုထက်အရာတာနေတဲ့လူတွေအပေါ်ကိုအားကြပါလားမနာလိုပါလားခါတလေကျတော့ကျမတို့ကိုယ်တိုင်ကမနာလိုဖြစ်နေရလားအားကြနေမိရလားအသေးခွဲတဲ့အချိန်မျိုးတွေတော့ရှိရပေါ့ဒီတော့မနာလိုတာနဲ့အားကြတာကိုကိုယ်ကိုယ်ပြပြသိအောင်လုပ်ကြတာပေါ့မနာလိုတာကအရှင်းဆုံးပြောရရင်ကိုထက်သူများကကိုတော်မှာကိုလှမှာပိုချမ်းသာမှာကိုမမြင်ချင်တာလိုက်လံပြပင်ချင်တာမျိုးပါအားကြခြင်းကတော့ positive ဆန်နဲ့သူများတွေအောင်မြင်တာချမ်းသာတာကိုကြည့်ပြီးငါလည်းသူ့လိုဖြစ်ချင်တယ်ဆိုရဲစိတ်မျိုးဝင်လာတာဒီကနေမှတစင်းငါလည်းသူ့လိုဖြစ်အောင်ကြိုးစားမယ်ဆိုရဲအတွေးပြဝင်လာစေတာအဲ့ဒါအားကြခြင်းပါပဲတစ်ဖက်မှာတော့မနာလိုခြင်းရဲ့အဆုံးသတ်ကကိုသာလျင်ဆုံးယုတ်သွားခြင်းပါပဲဘာမှမလုပ်ရသေးပဲမနာလိုဝီတိုခြင်းဆိုရဲစိတ်ဝင်လာရုံနဲ့ဒီမျက်နှာမှာအကြည်တက်ပျောက်သွားပါတယ်မနာလိုခြင်းနဲ့အားကြခြင်းရဲ့ကြားကစိတ်ကလည်းပါလေးပါပဲအားကြစိတ်ဝင်ရင်ကနေမနာလိုဖြစ်လာနိုင်တယ်လို့မနာလိုဖြစ်နေမိပေမဲ့အားကြစိတ်ကပိုတိုးလာတာမျိုးပေါ့ဒါကကိုယ့်ရဲ့ရွေးချယ်မှုပါပဲကိုရွေးချယ်လိုက်တဲ့အရာတိုင်းရဲ့အကျိုးဆက်ကိုကိုပဲခံစားရမှာပါဒါကြောင့်စိတ်ထဲမှာ jealousy fears envy ဆိုပြီးစိတ်သက်ပိုင်းဆိုင်ရာတိုက်ပွဲလေးပေါ်လာခဲ့ရင်ကိုယ့်အတွက်ဘာကအဆုံးသက်ကောင်းစီပါလဲ9မိနစ်လောက်ပြန်တွေးကြည့်ပါဒါပေါ့ recommend ပေးရမယ်ဆိုရင်တော့ကို motivate လုပ်ပေးနိုင်တဲ့အားကြခြင်းဆိုတာကိုညွှန်ပေးရမှာပါပဲမနာလိုတာကကိုမတိုးတက်စေဘူးလားဆိုတော့လည်းမဟုတ်ပါဘူးတိုးတက်ကောင်းတိုးတက်စေနိုင်ပေမဲ့ကောင်းကောင်းနည်းနဲ့တိုးတက်လာခြင်းမျိုးမဟုတ်တာတခုပါပဲဒါဆိုကိုအတွက်ဘာကအကောင်းဆုံးဖြစ်လဲဆိုတော့ရေးလေးတော့သဘောပေါက်လာပြီဟုတ်နောက်နေ့တွေမှာလည်းဒီလိုဘဝအတွက်တွေးစရာစဉ်းစွာလေးတွေတင်ဆက်ပေးအောင်ပါမို့ trying ကိုအချိန်မှန်မှန်စောင့်ကြည့်ပေးကြပါဦးနော်အားလုံးပဲမင်္ဂလာရှိတော်နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေရှင်